အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ကျွန်တော်တို့အချိန်ရငွေကြေးရဲ့အရေးသွေးရဲ့ပေါ့ဘယ်ဟာကိုမင်းရွေးချယ်မလဲဘယ်လိုဆက်ပြီးရွေးချယ်မလဲဆိုတာကိုလူမှုရေးကျန်းမာရေးစီးပွားရေးခန္ဓာလေးသုံးခုနည်းနည်းလေးရောပြီးတော့ကျွန်တော်နည်းနည်းလေးဆွေးနွေးကြမယ်နော်အဲ့တော့ကြတော့ကျွန်တော်တို့ပုံဝင်းကျင်မှာဥပမာတစ်ခုပြမယ်ဆိုရင်ကျွန်တော်မနက်ခင်းစောပေါ့နော်အရာထားမနှက်စာစားဖို့အတွက်လက်ဖက်ဆိုင်သွားတယ်ပေါ့လက်ဖက်ဆိုင်မှာကျွန်တော်မွေးငါးဒါမှမဟုတ်ရင်ပလာတာကိုဝယ်ကြတယ်ပေါ့နော်စားကြတယ်စားတဲ့ခါမှာပေါ့မြို့သမီးတယောက်ပေါ့နော်ကျမကိုမွေးငါးတစ်ပွဲပေးပါမွေးငါးသုံးပွဲပေးပါပလာတာနှစ်ချက်ပေးပါညဉ့်လေးလုပ်ပေးပါနော်ကျမအချိန်မရလို့ပါပြီးလို့ရှင်လေဘာလေးပို့ထည့်ပေးပါညာလေးပို့ထည့်ပါအရေးလေးပို့ထည့်ပေးပါပေါ့ပဲလေးပို့ထည့်ပေးပါပေါ့နော်နောက်ထပ်ပြင်ဘယ်လောက်ကြာရောဆိုလောက်ကြာဟဲဈေးတက်သွားပြီလားပေါ့ဒါဆိုခုနကျွန်တော်ပြောသလိုလူတွေကမြန်လဲလိုချင်တယ် quality လည်းလုံးဝရှော့မခိုင်းဘူးဒါပေမဲ့လို့ငွေကြီးပိုင်းဆိုင်ရာပေါ့နော်ဘာကြရင်တော့ဈေးတက်သွားပြီလားပေါ့နော်လူမျိုးမေးတတ်ကြပါဆိုလိုချင်တဲ့ဘောကလူတွေကမြန်ကောင်းတက်တာကိုလိုချင်ကြတယ်ပေါ့နော်မြန်မာလိုပြောမယ်ဆိုရင်မြန်ကောင်းတက်တာမြန်ကောင်းတက်တာလိုချင်တယ်ဆိုရင်ထင်ကိုလည်းမိဘကဖဲ့မေးခြင်းခုနပြောငွေကြေးပိုင်းဆိုင်ရာကြောင့်လည်းကိုယ့်ဘက်က short ပေးခြင်းနဲ့ quality ရောအမြင့်ဆုံးလိုချင်တယ်ပေါ့ဒါမျိုးကကျွန်တော်တော်တော်များများဖြစ်ကြတယ်ဒါကနှစ်ဖက်သုံးဖက်ကြည့်ပြီးတော့စဉ်းစားဖို့လည်းလိုတယ်ဗျတစ်ခါကြာရင်လေနော်အဲ့ဒီခါကြာရင်ကျွန်တော်ပြန်ပြောလိုက်တယ်ကဲကိုကျွန်တော်တဲ့အရေးကြီးတာဖြစ်တဲ့အတွက်ကြိုပြီးပေးလိုက်ပါကျွန်တော်ကအရေးမကြီးဘူးအရေးမကြီးဆိုတာကိုယ့်ရဲ့ time management ပေါ့ဒါကိုလိုချင်တယ်ဆိုရင်ကိုကအချိန်ဘယ်လောက်ပေးရမလဲဆိုတော့အချိန်တခုတော့သူကစောင့်မျှော်လင့်ထားဖို့လိုတယ်အချိန်ခုလေးနော်အချိန် time management တို့တာပေါ့လာတဲ့အားလုံးတွေကနေအစောဆုံးလိုချင်တယ်ဒါမျိုးလည်းဖြစ်လို့မရမိမိရောက်တဲ့နေရာဟာပဲပေါ့နော်ပြောချင်တဲ့တော့လူမှုပတ်ဝန်းကျင်မှာတော့လူမှုရေးရာဆိုင်ရာ ethics တော့ etiquette တော့ရှိဖို့တော့လိုတယ်ပေါ့ကျွန်တော်မြန်မာလူမျိုးတွေเนาะအဲ့လိုမျိုးတစ်ခုပေါ့နောက်ကကျကျွန်တော်ထဲကိုထည့်ပြီးပဲကိုနည်းနည်းပို့ထည့်ပေးလိုက်ကျွန်တော်ကယ်လိုရီတက်မှကြောက်လို့သူထဲကိုပို့ထည့်ပေးလိုက်ကျွန်တော်လည်းထည့်ပေးရမယ်ဟာပို့ထည့်ပေးလိုက်ပေါ့เนาะအဲ့လိုမျိုးကျွန်တော်ဟာတာပြောတာပေါ့เนาะနောက်ကကျတော့ဈေးဆိုလို့ရှိရင်လည်းထိုက်တဲ့တော့ယူရမှာပေါ့လေเนาะဒါမှဒါကိုကြိုတင်မျှော်တွေးပြီးမှပဲကျွန်တော်ဝယ်တင်တယ်သုံးတင်တယ်quality အမြင့်ဆုံးလိုချင်တယ်ဆိုရင်တော့ quality အမြင့်ဆုံးနဲ့ဒန်းညီတဲ့ဈေးနှုန်းရှိရဲ့ဟာကိုသူဝယ်သုံးဖို့လည်းလိုတယ်ပေါ့နော်အဲ့ဒါတစ်ခုပေါ့နောက်ကကျတော့ဒါကြောင့်ရှင်ဒုတိယဒီငွေကြေးရဲ့အချိန်ရဲ့အရေးသွေးရဲ့မှာမင်းအချိန်ပေးနိုင်တယ်ဆိုရင်တော့လုံသမားနည်းနည်းနဲ့ကုန်ပစ္စည်းကိုကောင်းကောင်းထုတ်မယ်ဆိုလို့ရှိရင်တော့အချိန်ပေးနိုင်တယ်ဆိုတော့ရတယ်ခါကျရင်ကျွန်တော်တို့က order တွေအများကြီးရတယ်အချိန်မြန်မြန်ပေးရမယ်ဆိုလို့ရှိရင်လူတွေများများလိုလာပြီပြီးရင် quality မြင့်ရဲ့လူတွေလိုလာတယ်အဲ့ချိန်မှာ time place person ပေါ့အချိန်ရဲ့လူရဲ့နော်နေရာရဲ့ကိုကစားပြီကျွန်တော်တို့နော်အဲ့ထက်ကိုပို့ပြီးတော့ထူးထူးခြားခြားရှိရတော့ time place person အပြင်နောက်ထပ်ဘာလေးပါလို့ဆိုတော့မိမိကကျမ်းမာရေးခန္ဓာမှာအလုပ်လုပ်တာလားမိမိကစီးပွားရေးခန္ဓာလားမိမိရဲ့လူမှုရေးခန္ဓာလားဆိုတော့ condition ပေါ့အကြောင်းရင်းလေးအချိန်ငွေကြေးလူပုဂ္ဂိုလ်အပြင်နောက်ကကြတော့အကြောင်းရင်းလေးပါစဉ်းစားလာတဲ့အချိန်ရှိရတော့ခါကြရင်မင်းကသေတောက်ဖို့တွေမလုပ်ချင်ဘူးဆိုရင် treatment ပေါ့ကုသခြင်းကိုမလုပ်ချင်ဘူးဆိုရင် prevention လုပ်ရမယ်ကာဝယ်ခြင်းလုပ်ရမယ်ကာဝယ်ခြင်းလုပ်တဲ့အခါမှာအစားအသောက်အနေထိုင်အစပြီးမိမိရဲ့ daily lifestyle ကိုဘာလုပ်ရမလဲကိုကအများနဲ့ပြင်ဆင်ပြီးတော့နေတတ်ဖို့လိုတယ်အိမ်မှာထမင်းမီးဖို့ကြောင့်အစကျန်းမာရေးကာကွယ်မှုကဏ္ဍဆိုတဲ့သဘောမျိုးပဲဖြစ်တယ်တိချက်ပေါ့နှစ်ကနောက်ပြော CO လည်းကောင်းကောင်းသုံးမယ်CO နှစ်ခါပြန်ပြီးအပူမပေးဘူးပေါ့စီအပူပေးပြီးသားဟာကိုစီစမ်းစာပဲဖြစ်ခြားပုံစံဖြစ်လုပ်မယ်ဆိုလိုချင်တာ C molecule လေးတွေကအပူတစ်ခါပေးမယ်နောက်တစ်ခါပေးလို့ရှိရင် molecule တွေကခန္ဓာကိုယ်ကအသုံးဝင်ပြီးတော့ခန္ဓာကိုယ်ရဲ့အသုံးကျတဲ့အကျိုးပြုအစီတွေမဖြစ်တော့ပြိုကွဲသွားရင်သူကမျိုးစုံနော်အဲကြောင့်မို့လူမှုပတ်ဝန်းကျင်ကျမ်းမာရေးဝိုင်းဝန်းကူညှစ်နေပြီဆိုရဲအဲဇားလေးကဒါရေးကြည့်တယ်ကျွန်တော်တို့လေကာဝယ်လူမှုစေပညာမှာသင်ရတယ်ပေါ့နော်ဒါကပထမဆုံးလူရဲ့အခြေခံအချက်ကကွဲပြားမှုမှာပေါ့အသက်ရယ်ကြားမာရယ်သူတို့ရဲ့မျိုးရိုးဗီဇမျိုးရိုးဆိုင်ရာနော်အခြေခံအချက်လက်လေးတွေအများကြီးကွာဟမှုရှိတယ်အဲ့ဒီမှာတဆင့်ဘာဖြစ်တော့ဆိုလူတစ်ယောက်နဲ့တစ်ယောက်မတူတဲ့ဟာမိသားစုတစ်စုထဲမှာလူ9ယောက်ရှင်9ယောက်လုံးကဒန်းညှိဖို့အတွက်မလဲဘူးတိုးတော့အခြေခံအချက်လက်တွေတူအောင်မိဘတွေကငယ်လေးကအကျင့်လုပ်ပေးရတယ်ဟောမနေ့ကင်းသွားတိုက်တာကိုဘယ်သူမှပြောကြမလို့ဒါမနေ့ကင်းသွားတိုက်တယ်စားပြင်းအားလို့ကျင်းရတယ်ပြီးလို့ရှင်ညအရောက်ခံကြရင်
နော်ဂရင်းတန်ရှင်းတော့ဒါမျိုးတွေကငယ်လေးကအကျင့်အနေနဲ့အကျင့်ဖြစ်အောင်လေးကျင့်ဖြစ်အောင်ဘာလို့အောင်အကျင့်ရည်အတွက်များများလုပ်တော့လေးကျင့်ဖြစ်သွားတယ်ဒါမျိုးတွေကိုမိသားစုကျင့်ထားပြီးလို့ပြောချင်တဲ့သူကဒီချိန်မှာဆရာဝန်ကဏ္ဍမှာပါသေးဘူးဒါမိသားစုရဲ့တဟိုတကားရမိသားစုတစုချင်းဖြည့်ရှင်းရမယ့်ကဏ္ဍရွယ်ရှိသေးတယ်နောက်က social and community network ဆိုတာလေအဲ့ချိန်မှာဘာလို့လဲကျောင်းကျမကြီးအနေနဲ့တန်ချသေးတိုက်တယ်သွားကျမကြီးတွေလုပ်တယ်ကျောင်းကျမကြီးလာလုပ်ပြီးဒေသနာမှာလည်းကျမကြီးတွေလုပ်ပြီးတယ်ပြီးရင်တန်းမြို့နယ်ကျမကြီးအဲ့လိုအဆင့်ဆင့်ကျမကြီးတွေလာလုပ်ပြီးတဲ့ဟာဒီ social and community network တွေဥမာထားချင်းလေးပေါက်ဖွားရဆိုရင်ချင်းစည်းချမ်းပေးတာမျိုးကိုဗစ်တွေဖြစ်တော့ဆိုကိုဗစ်နဲ့ပတ်သက်ပြီးလှုံ့ဆော်ပေးတာမျိုးဒါတွေကပြည်သူ့ကျန်းမာရေးကဏ္ဍတွေပေါ့နော်အဲ့ကနေတစ်ဆင့်ကျွန်တော်တို့ဖြည်းဖြည်းချင်းပါလို့ဆိုနောက်ဆုံးမှာ general social economic cultural environmental condition ဆိုတာဆိုတော့ရေဘူးရအပြင်လူမှုစီးပွားနယ်ပယ်တွေကောင်းမွန်ဖွံ့ဖြိုးလာမှကျန်းမာရေးနယ်ပယ်မှာကောင်းမွန်မယ်ကျန်းမာရေးသုံးဆောင်ပြီးကောင်းကောင်းသုံးရမယ်ပြင်းနဲ့ပညာရေးစင်တဲ့မြင့်မှကျန်းမာရေးစင်တဲ့မြင့်မယ်နောက်ထပ်ခုနကပြောသလိုအဲ့အပြင်နောက်ထပ်အကောင်းဆုံးစဉ်းစားရမယ့်အချက်တစ်ချက်ကဘာလဲဆိုတာကြောင့်ပညာရေးကျန်းမာရေးအပြင်လူမှုပတ်ဝန်းကျင်ကနေပြီးတော့ကောင်းမွန်တဲ့အခြေခံလစာတွေပေါ့ငွေကြေးပေါ့ဒါမျိုးတွေရမှာအားကြောင့်မို့ကျွန်တော်တို့အချိန်ရောငွေကြေးရောလူပုဂ္ဂိုလ်ရောနေရအကြောင်းအရာတွေအားလုံးစုံတဲ့အခြေအနေတစ်ခုဖြစ်မှသာလေကောင်းမွန်တဲ့ကျန်းမာရေးကောင်းမွန်မှုဆိုတဲ့အချက်ကိုရရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လူမှုဘဝပတ်ဝန်းကျင်မှာပညာရေးကဏ္ဍလူမှုရေးကဏ္ဍကျန်းမာရေးကဏ္ဍရဲ့ဆက်ဆက်မှုရှိကြောင်းကျွန်တော်ဒီကဏ္ဍမှာဆွေးနွေးလိုတယ်နောက်အပိုင်းနှစ်မှာကျတော့ဘာလို့လဲဆိုတော့ကျွန်တော်တိလျက်နဲ့မေ့ထားတဲ့တချို့အချက်လေးတွေပေါ့နော်ကျွန်တော်တို့မှာဆိုရင်သွားလိုက်တန်းဆိုရင်ဘယ်လောက်ကြာရင်လဲတင်လဲဒါမျိုးပေါ့ခေါင်းစွပ်တွေခေါင်းပုံးတွေဆိုရင်ဘယ်လောက်ကြာရင်လဲတင်လဲပေါ့နော်ဒါမျိုးတွေကကျွန်တော်နေ့တူကမိသားစုမှာဖေဖေမေမေတို့နော်ဒါမှမဟုတ်သားမမီတို့တည်ထားတဲ့အချက်တွေကိုအခြေခံပြည်သူ့ကျန်းမာကဏ္ဍအနေနဲ့ကျွန်တော်ဆက်ပြီးတော့ဘိုင်းခွဲပြီးတော့ထပ်ပြီးဆွေးနွေးပါအောင်မယ်ညီလိုက်တင်လာလဲကျွန်တော်ရဲ့နော်TikTok အကောင့်လေးတွေကို like and share လုပ်ပြီးတော့နော်ဆက်လက်ဆောင်မြော်ကြည့်ရှုပေးပါအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ